ကိုချစ်တဲ့ခွေးလေးတစ်ကောင်ကိုညစာဖြစ်ချက်စားလိုက်ရတဲ့အထိငမိုးဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာခဲ့ရတဲ့သူတစ်ယောက်အချိန်မှာအာရှသားတစ်ယောက်အနေနဲ့ကမ္ဘာလက်ဝှေ့သမိုင်းမှာယခုလက်ရှိချိန်ထိဘယ်သူမှမချိုးဖျက်နိုင်တဲ့ဝိတ်တန်းရှိခုချန်ပီယံစံချိန်ကိုတင်နိုင်ခဲ့တဲ့သူတစ်ယောက်သမင်းတနေ့တနစားဖို့တောင်ရုန်းကန်ခဲ့ရတဲ့ဘဝကနေအတတင်ပိုင်ဆိုင်မှုဒေါ်လာတန်250ကျော်ချမ်းသာတဲ့တန်းကျော်တတိကြီးဖြစ်လာခဲ့တယ်လို့နိုင်ငံရဲ့အထက်လွှတ်တော်မှတ်နဲ့သမ္မတလောင်းအဖြစ်အထိပါဩဇာတက္ကမကြီးမားလာခဲ့သူကိုပိုင်လေရင်တွေစိန်ကန်အင်ကြီးတွေနဲ့စီစဉ်အပြစ်နေနိုင်တဲ့အဆင့်ကိုရောက်နေပေမဲ့နိုင်ငံရေးလောကတွေကိုခြေစုံပြည့်ဝင်ပြီးတော့သူ့လိုပဲစင်းရဲတွေနဲ့နေတဲ့အင်ဂျီယာမဲ့ပြည်သူတွေအတွက်နေစရာအိမ်1000ကျော်ကိုအခမဲ့ကိုယ်တိုင်ဆောက်လုပ်ပေးရတဲ့လူသားချင်းစာနာမှုရဲ့ပြရုပ်တစ်ခုဖြစ်သမိုင်းတစ်ရေးထိုးနေတဲ့သူတစ်ယောက်ကျွန်တော်တို့အာရှမှာတကယ်ရှိခဲ့တယ်ဆိုရင်မိတ်ဆွေတို့တကယ်ယုံနိုင်ပါမလားသူကတော့တခြားသူမဟုတ်ပါဘူးဝိတ်တန်းရှိခုရဲ့တအိုးတီသောကမ္ဘာချန်ပီယံဖိလစ်ပိုင်ပြည်သူတွေရဲ့အသေးဆွဲအာရှသားကြီးမန်နီပက်ကွီယိုပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျကနအဆိုင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မန်နီပက်ကွီယိုရဲ့ဘဝအစကရုပ်ရှင်တကားထက်တောင်မှပိုပြီးခြေခွဲဖို့ကောင်းတယ်လို့ပိုပြီးလဲအားကျဖို့ကောင်းပါတယ်သူရဲ့ငယ်ဘဝဆက်ကြောင်းကိုကြည့်ပြီးရင်လူတစ်ယောက်ကဘာမှမရှိတဲ့တုံညာဘဝကနေဘယ်လိုရုံထွက်နိုင်လဲဆိုတာကိုသင်ခန်းစာရစီမှာပါသူရဲ့ကဘာကျော်အောင်မြင်မှုတွေအကြောင်းကိုမပြောခင်ပက်ကွီယိုပေါဆန်လက်အိမ်မစွတ်ခင်အထိကြုံတွေ့ခဲ့ရတဲ့သူရဲ့မျက်ရည်ဝဲစရာအစာပြုခြင်းလေးတွေနဲ့ပဲအရင်ဆုံးစတင်လိုက်ကြရအောင်ပါခင်ဗျပက်ကွီယိုကိုဒီဇင်ဘာ18ရက်1988ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံရဲ့ဝီလန်ခေါင်ပြတဲ့ကီပါဝီရွာလေးမှာမွေးဖွားခဲ့တာဖြစ်ပါတယ်ဖေကတော့ရိုဆာလီယိုပက်ကွီယိုဖြစ်ပြီးတော့အမေကတော့လီယိုနီရှာဖြစ်ပါတယ်သူမိဘတွေရဲ့အလုပ်ကိုင်ခြေနေကတော့အဖေဖြစ်သူကဆောက်လုပ်ရေးကွယ်မှာအုတ်ခဲတွေတဲအိတ်တွေထမ်းရတဲ့အလုပ်တမချမ်းတယောက်ဖြစ်တယ်လို့အုံသီးကုန်ခွာရတဲ့အလုပ်ကိုလည်းအလုပ်တစ်ခုအနေနဲ့ပင်ပင်မမလုပ်ခဲ့ရပါတယ်သူ့အမေကတော့တနေကုန်လက်တွေတွန့်လင်နေအောင်တမန်အိမ်မှာဝှေ့လျှော်ပေးရတဲ့အလုပ်နဲ့မိသားစုကိုရုန်းကန်လှုပ်ရှားကြွေးမွေးလာခဲ့ရတာပါမောင်နှမ6ယောက်ရှိတဲ့အနက်မှာပက်ကွီယိုကအကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာလက်ဝှေ့လောကထဲရောက်လာတဲ့အခါမှာတော့တကဘာလုံးကသူ့ကိုပတ်မန်ဆိုတဲ့နာမည်ပြောင်းတဲ့လူသိများလာခဲ့ပါတယ်ဒီနာမည်ကတော့သူ့ရဲ့နာမည်ရင်းဖြစ်တဲ့ပက်ကွီယိုနဲ့မန်နီဆိုတဲ့အမည်တစ်ခုကိုပေါင်းစပ်ပြီးခေါ်ဝေါ်ကြတာလို့ပြောကြပါတယ်ဒါအပြင်80ခုနှစ်တွေကနာမည်ကြီးခဲ့တဲ့ပတ်မန်ဂိမ်းနဲ့ကစက်ကောင်လေးကလမ်းမှာတွေ့တဲ့မြအသားစုတွေကိုအကုန်စားပစ်တယ်လို့ပဲပက်ကွီယိုကလည်းကျိုးဝိုင်းထဲမှာသူ့ထက်ကြီးတဲ့ပြန်ပက်တွေကိုတယောက်ပြီးတယောက်ပြတ်တက်အလဲထိုးနိုင်ခဲ့လို့ဒီနာမည်ကသူ့အတွက်အလိုက်ဖက်ဆုံးနာမည်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့သူ့ကိုပက်ကွီယိုလိုပဲအခေါ်များကြတဲ့အတွက်ဒီဗီဒီယိုမှာတော့ပက်ကွီယိုလိုပဲသုံးနှုန်းသွားပါမယ်ခင်ဗျပက်ကွီယိုတို့နေတဲ့အိမ်ကကျွန်တော်တို့ရည်သေးပြဆက်ထဲရလို့ပဲအဆက်ကတရားအဖာကပရပြစ်ဖြစ်နေတဲ့ကောက်ရိုးတဲဆုပ်လေးတာတာပဲရှိပါတယ်ပေါက်ပြဲတွေများလွန်းလို့ဟိုနားဖာတီနားဖာနဲ့ဖာယာတွေပရပွားဖြစ်နေတဲ့တဲဆုပ်လေးတာတာပဲရှိပါတယ်မိုးရွာပြီဆိုရင်လည်းအမိုးကမလုံတော့အိမ်ထဲမှာမိုးရွေတွေတောက်တောက်ကျနေတတ်တယ်လို့လေတိုက်ပြီဆိုရင်လည်းအဲ့ဒီပေါက်ပြဲတွေကြားကတိုးဝင်လာတဲ့လေအေးတံကိုတုံတုံရင်ရင်နဲ့အန်တုခဲ့ကြရတာဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကမိဘနှစ်ပါးစလုံးအလုပ်လုပ်ကြပေမဲ့ရတဲ့ပတ်စံနဲ့မိသားစုစားဖို့မလောက်ငါတာကြောင့်ထမင်းကိုတနည်းတနပ်ပဲစားခဲ့ကြရတာပါတခါတလေထမင်းမစားရတဲ့ရက်တွေလည်းမရေမတွက်နိုင်ပါဘူးသူတို့မှာစံပြူချက်စားဖို့နေတာတခါတလေသူတို့စားစရာဆိုတာကလေကွန်းတွေကရလာတဲ့ငပြောသည့်အစိမ့်တွေကိုပြုတ်ထားတာပဲရှိပါတယ်အသားဟင်းမပြောနဲ့စားလေးတစ်ပွင့်တောင်မပါတဲ့အဲ့ဒီပြုတ်ထားတဲ့ငပြောသည့်ပတ်လေးတွေကိုပက်ကွီယိုနဲ့သူ့ညီကိုမောင်နှမတွေကစားလောင်မှုကိုဖြေဖျောက်ဖို့အတွက်မျှဝေစားခဲ့ကြရတာဖြစ်ပါတယ်တခါတလေထမင်းဝိုင်းလို့ဆိုပြီးမြဲအဲ့ဒီချိန်ကဆန်စည်းကြီးလွန်းလို့စေးသက်တာတဲ့ပြောင်းမှုတွေကိုပဲနေလန်းပြီးရင်အမုံဖြစ်အောင်ထောင်းပြီးတော့သမင်းစားတဲ့ချိန်မှာအဲ့ဒီပြောင်းမှုမုံကိုသမင်းတဖွဲကြိုချက်ပြီးတော့စားခဲ့ကြရတာဖြစ်ပါတယ်စားစရာလုံးဝမရှိတော့တဲ့ညတွေဆိုရင်လည်းပက်ကွီယိုကရေကိုပဲအဝါတောက်ပြီးတော့ပိုက်ဖြစ်ရနဲ့အိတ်ဆက်ခဲ့ရပါတယ်သူ့အမေကကလေးတွေကိုကြွေးဖို့ဘာမှမရှိလို့မျက်ရည်ကျနေတဲ့ခါမှာတော့ပက်ကွီယိုကအကြီးဆုံးသားပြီးပိုက်မစားဘူးလို့လိန်ပြောခဲ့ရတဲ့ညပေါင်းများစွာလဲရှိခဲ့တာပါခင်ဗျအဲ့ဒီလောက်ထိအောင်ပဲမဆင်းရဲခဲ့တာပါသူရဲ့ငယ်ဘဝကအဲ့ဒါကသူ့ဘဝရဲ့ပထမဆုံးသောအနစ်နာခံခြင်းသင်ခန်းစာလို့လည်းပြောလို့ရပါတယ်အဲ့ဒီလောက်ပဲလားဆိုတော့လည်းမဟုတ်သေးပါဘူးခင်ဗျသူ့တဲ့12နှစ်ရွယ်တုန်းက
သူ့ဖေကအလောက်ကပင်ပန်းပြီးတော့ပြန်လာတဲ့အချိန်မှာပိုက်စာတော့ဘာမှစားကြမရှိတာနဲ့ပကွီယိုရဲ့ခွေးလေးကိုတတ်ပြီးတော့ညစာအဖြစ်ချက်စားလိုက်ပါတယ်12နှစ်သားပဲရှိသေးတဲ့ပကွီယိုတို့ကတော့အခြားကလေးတွေလိုစားစရာရုပ်တွေမရှိတဲ့အတွက်ကြောင့်ဒီခွေးလေးကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်ပါတယ်အဲ့ဒီခွေးလေးတက်ခံလိုက်ရတဲ့အတွက်ကြောင့်သူကအမတန်ဝမ်းနေပြီးတော့ငိုကြည့်ခဲ့ရပါတယ်အစားကကလေးတစ်ယောက်ပြီးပိုက်ဆိုင်ရင်တော့မှခွေးလေးနဲ့အဖော်ပြုတ်နေလို့ရပါမယ်အဲ့ဒီချိန်ကနေစပြီးတော့သူ့ရဲ့အဖော်မွန်ဆိုတာကစာလောင်မသိချင်းနဲ့ပဲညတိုင်းနှစ်ပါးသွားခဲ့ရပါတယ်ဒီလောင်ဆင်းရဲဒုက္ခရောက်နေတဲ့ကြားထဲမှာမှပကွီယို6တန်းတက်နေတဲ့အသက်73နှစ်ပဲရှိသေးတဲ့အချိန်မှာသူ့ဘဝအတွက်နောက်ထပ်ရိုက်ခတ်မှုတစ်ခုဖြစ်ခဲ့ပါသေးတယ်အဲ့ဒါကတော့သူ့ရဲ့ဖခင်ဖြစ်သူကတခြားအမျိုးသမီးတစ်ယောက်နောက်ကိုလိုက်သွားပြီးတော့သူ့ရဲ့မိသားစုကိုပစ်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်ကစပြီးတော့အမေဖြစ်သူဒီယိုနီရှာတယောက်ထဲရုန်းကန်ခဲ့ရတာမို့ပကွီယိုကအကြောင်းဆက်မတက်နိုင်တော့ဘဲနဲ့ကြောင်းထွက်လိုက်ရပါတယ်သူကတခြားကလေးတွေလိုမျိုးကစားရမယ့်အရွယ်မှာတင်ပဲမိသားစုကိုတာဝန်ယူရတဲ့လူငယ်မဖြစ်ချင်ပဲနဲ့ဖြစ်လာခဲ့ရပါတယ်မိခင်ဖြစ်သူပင်ပင်မမတ်နဲ့အဝတ်လျှော်ပြီးပတ်စံရှာနေတာကိုကြည့်ပြီးတော့ပကွီယိုကလမ်းဘေးမှာတိုးနာရောက်တာပန်းညံထဲမှာရေလာရောက်တာစားတဲ့ကြုံရကြပန်းအလုံးမနှများကိုလုတ်ကန်ခဲ့ရပါတယ်မိဘတွေရဲ့ချွေးနေရင်နဲ့ရုန်းကန်မှုတွေကိုငငယ်ကလေးကမြင်ခဲ့ရလို့လေပကွီယိုကဘဝကိုအရှုံးမပေးဘဲနဲ့တိုက်ပွဲဝင်တတ်တဲ့စိတ်ဓာတ်ကိုရခဲ့တာလို့လေပြောလို့ရပါတယ်ခင်ဗျပကွီယိုကအာရှသားပီပီဘလု့စ်လီကိုတဘောကြတဲ့အတွက်ကြောင့်ဘလု့စ်လီရဲ့လေမြန်မှုကိုတဘောကြပြီးတော့အဲ့ဒီတိုင်းလိုက်လေ့ကျင့်တတ်ပါတယ်ပြီးတော့အဲ့ဒီချိန်ကအခုလိုမျိုးဖုန်းနေပါတွေတိတ်မပေါ်သေးပဲနဲ့အဖြူမဲ့ရုပ်ရှင်ကာလဖြစ်တာကြောင့်အခါတလေ DV မှာပေါင်စင်လောကရဲ့ဆရာကြီးတွေဖြစ်တဲ့မိုဟာမက်အလီမိုင်တိုင်ဆန်တို့ပွဲတွေလာရင်မလွတ်တမ်းကြည့်ပြီးတော့ဒီတို့ရဲ့ကြက်ထိုးပုံထိုးနည်းတွေဘလို့ကာကွယ်ရမလဲဆိုတာကိုအမြဲတမ်းလိုလေ့ကျင့်နေတတ်ပါတယ်ဒါကြောင့်လဲအလီတို့မိုင်တိုင်ဆန်တို့ဘလု့စ်လီတို့ကိုတဘောကြပြီးတော့လိုက်လေ့ကျင့်နေသူဖြစ်တာကြောင့်သူရဲ့ပေါင်စင်ပွဲတွေဆိုရင်ခံစစ်ဆောတာအင်မတန်နဲပါတယ်သူတီလိုနေတိုင်းလေ့ကျင့်နေတာကိုသူ့အမေဘက်ကဦးလေးကမြင်သွားပြီးတော့သူကပေါင်စင်ဝါသနာမှာရိပ်မိသွားပါတယ်ဒါကြောင့်ဦးလေးဖြစ်သူကသူ့ကိုပေါင်စင်လက်ဝဲရဲ့အခြေခံအကြဆုံးဖြစ်တဲ့ကျက်ထုံးနီကနေစပြီးတော့သင်ပေးပါတယ်ဒီနေရာမှာပေါင်စင်ရဲ့အခြေခံအချက်လေးတွေကိုနည်းနည်းပြောပြချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ဂျက်ထုံးနီပါဂျက်ဆိုတာကရှေ့မှာထားတဲ့လက်နဲ့အဖြောင့်ထိုးရတဲ့လက်သီးပါဒါကပြန်ဘက်ကိုအကွာဝေးတိုင်းတာဖို့နဲ့လမ်းကြောင်းဖွင့်ဖို့အတွက်အသုံးအဝင်ဆုံးလက်သီးဖြစ်ပြီးတော့ပကွီယိုရဲ့ဂျက်လက်တီကမွေဟောင်းတစ်ကောင်ပေါက်တလို့မျိုးဖြတ်ကနေထွက်သွားတတ်ပါတယ်အလွယ်ပြောရရင်အပြင်းပြင်းနဲ့မထုတ်ခင်အရင်အကွာဝေးစမ်းတတ်တဲ့လက်တီလို့ပြောလို့ရပါတယ်နောက်ပြီးတော့ cross ဆိုတာကတော့နောက်မှာထားတဲ့ခုနကပြောတဲ့အားပါတဲ့လက်နဲ့အကုန်လွှဲထိုးတာပါဂျက်နဲ့လမ်းဖွင့်ပြီးတော့ထိုးတင်ပြီးဆိုတဲ့အကွာဝေးတီးတာနဲ့ဒီ cross လက်တီနဲ့အဆုံးသတ်ရတာဖြစ်ပါတယ်ဥပမာအနေနဲ့မိတ်ဆွေကညာတန်ဆိုရင်မိတ်ဆွေရဲ့ဘယ်ဘက်လက်ကကျက်ထိုးရမှာဖြစ်ပြီးတော့မိတ်ဆွေရဲ့ညာဘက်လက်ကတော့ cross ဆိုတဲ့အားပါထိုးရမယ်လည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ hold ကတော့ပေးတိုက်ကနေ white ထိုးတဲ့လက်သီးဖြစ်ပြီးတော့ပြန်ပိတ်ရဲ့နှစ်ထင်ကိုပြစ်မှတ်ထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ uppercut ကတော့အောက်ကနေဟိုပင်ထိုးတာဖြစ်ပါတယ်ပကွီယိုကဒီလက်သွေးတွေကိုတလုံးချင်းမထိုးဘဲနဲ့ကွန်ဘိုလို့ခေါ်တဲ့တွဲလုံးတွေအနေနဲ့စက်တိုက်ထွက်သွားအောင်လေ့ကျင့်ပါတယ်ဥပမာပကွီယိုရဲ့လူသိများတဲ့ကွန်ဘိုကတော့ 1-2 ကွန်ဘိုဖြစ်ပါတယ် 1-2 ကွန်ဘိုကဂျက်နဲ့ခရော့ကိုတလုံးနဲ့ထွက်သွားတာမျိုးပစ္စည်းလက်တလို့မြန်အောင်ထိုးတာမျိုးပါဒါအပြင်သူက9လုံးကနေ6လုံးထိစက်တိုက်ထွက်သွားအောင်5-6 punch ကွန်ဘိုတွဲလုံးတွေကိုလည်းကျွမ်းကျင်အောင်လေ့ကျင့်ထားပါတယ်ဒီလိုတွဲလုံးတွေကမျက်စိတမိတ်အတွက်မှာပြန်ဘက်စီကိုမိုးရွာတယ်လို့ကြားရောက်သွားတာကြောင့်ပြန်ဘက်တွေကပယ်လက်တီကိုကာလို့ကာရမှမတိပြရခတ်သွားရတာဖြစ်ပါတယ်ဒါအပြင်ပကွီယိုရဲ့ထူးခြားချက်ကဖူဝါဆိုတဲ့ခြေထောက်လှုပ်ရှားမှုပါသူကဘရုစ်လီနဲ့မိုဟာမက်အလီကိုသူယူထားတဲ့အတိုင်းပဲငြိမ်မနေပဲနဲ့ခြေထောက်နဲ့ပတ်ချလဲရှောင်သိမ်းရတဲ့ပြန်ဘက်ကိုခံမှန်းလို့မရအောင်တောင်ပေါင်းစုံကနေလက်တီနဲ့မနာရန်ကျက်ချတတ်ပါတယ်ဒါကြောင့်လဲသူ့ကိုမြင်တဲ့သူတိုင်းကစက်တနတ်နဲ့ပြစ်နေတယ်လို့ပဲလို့တင်စားခဲ့ကြတာဖြစ်ပါတယ်ပကွီယိုဟာသူ့အိမ်ကိုပြန်ထောက်ပံ့နိုင်ဖို့သူလုံနေတဲ့ကြုံရကြပန်းလုံနဲ့ဘလို့မှမဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီလိုမျိုးဦးလေးနဲ့သူပြင်းထန်လေ့ကျင့်ပြီးနောက်မှာတော့သက်73နှစ်အရွယ်မှာတည်းမဲ့ပကွီယိုကရွာကပွဲစည်းဝိုင်းတွေလက်ဝဲဝိုင်းတွေမှာစတင်တိုးတက်ခဲ့ပါတယ်တခါတလေလမ်းဘေးတွေမှာထိုးတဲ့တရားမဝင်ပွဲတွေလည်းထိုးတက်ခဲ့ရပါတယ်အဲ့ဒီတုန်းကသူနိုင်ရင်ရတဲ့စုကြီးကဥပမာအခြေခံလူသုံးကုန်ပစ္စည်းဖြစ်တဲ့ဆန်တို့စီ
စီတို့ကျဥတို့ပေးပါတယ်တခါတလေတချို့ပွဲတွေဆိုရင်ပတ်စံရပါမယ်$2 $3လောက်ပဲရှိတာပါဒါပေမဲ့အဲ့ဒီ$2 $3ကတူမီတာစုအတွက်ဆံဝယ်ဖို့အများကြီးထုတ်ကူပြုတာကြောင့်ပကွီယိုကနာကျင်မှုတွေကိုခ ्यू မဆိုင်ပဲနဲ့ဆက်တိုက်ထိုးတက်ခဲ့ပါတယ်သူ့အမေကတူရဲ့တန်ရာတွေကိုမြင်ရင်မကြည့်ရတာကြောင့်ဘုံကြီးလုပ်ဖို့ပဲအမြဲလုံးလုံးတိုက်တွန်းပါတယ်သူရဲ့စိတ်ထဲမှာတော့အဲ့ဒီချိန်14နှစ်အရွယ်ကလေးကသူ့အမေအတွက်အင်ကောင်းကောင်းဝယ်ပေးခြင်းနဲ့ဒီဆင်းရဲတွင်းကနေကယ်ထုတ်ခြင်းတယ်ဆိုတဲ့စိတ်တစ်ခုပဲရှိပါတယ်ဒါပေမဲ့တူပညာရေးချင်းကလည်း6တန်းတော့မအောင်ပြီးတော့တတ်တဲ့ပညာကလည်းဘောက်စင်နည်းပညာအနှဲငယ်ကလွယ်ပြီးတော့ဘာမှမတတ်တဲ့အတွက်ကြောင့်ဒီမြို့မှာဘောက်စင်ထိုးရက်နဲ့ငွေရှာရင်လည်းဘယ်လိုမှမဖြစ်နိုင်တာကြောင့်အဲ့ဒီချိန်တုန်းကမလေးရှားနိုင်ငံရဲ့မြို့တော်မနီလာမြို့ကိုတွားပြီးတော့ဘောက်စင်ထိုးရက်နဲ့ပတ်စံရှာဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီတုန်းကသူလက်ဝဲထိုးလို့ရတဲ့$2 $3ဆိုတာကလည်းအင်္ဂါမိသားစုအတွက်ဆံဝယ်ပေးလိုက်ရတာပါဒါကြောင့်အင်္ဂါနေတိတ်တဆိတ်ထွက်လာတဲ့ချိန်မှာတော့သူ့အိတ်ကတ်ထဲမှာပတ်စံတစ်ပြားမှမပါပါဘူးသူကမနီလာမြို့ကိုတွားမဲ့ကုန်တင်တင်ဘောတစီပေါ်မှာခိုးလိုက်သွားခဲ့တာဖြစ်ပါတယ်မနီလာကိုရောက်တဲ့ခါမှာတော့သူ့ဘဝကထင်တာတဲ့ပို့ပြီးတော့ကြမ်းတမ်းလာပါတယ်နေစရာမရှိလို့လမ်းဘေးမှာအိတ်ခဲရတယ်လို့တခါတလေပန်းချန်ထဲမှာခုံတန်းလျားပေါ်မှာပဲကွေးပြီးတော့အိတ်ခဲရပါတယ်ဝိုင်းရီအတွက်ကတော့လမ်းဘေးမှာဒိုနာရောင်းလိုက်ရေရောင်းလိုက်နဲ့မတေုံတမဲရုန်းကန်ခဲ့ရတာပါဒီလိုနဲ့တရက်မှာတော့စေးပတ်ရောင်းရင်းနဲ့ NM ဆိုတဲ့ဂျမ်တစ်ခုကိုတော့တွေ့ပါတယ်အဲ့ဒီဂျမ်ကအလေးမတဲ့ဂျမ်မဟုတ်ဘဲနဲ့လက်ဝဲလေးချင်းနဲ့ဂျမ်ဖြစ်နေတာပါအဲ့ဒီမှာသူကအကြံတစ်ခုရပြီးတော့ဂျမ်ပိုင်စင်နဲ့တော့တွေ့ပါတယ်သူကဂျင်ချင်းမတတ်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီစားဂျမ်ထဲမှာမိုက်လဲမယ်ကြမ်းတိုက်မယ်ပစ္စည်းတွေသိမ့်မယ်အိမ်နာရေးစေးမယ်စားတဲ့တန်ရှင်းရဲ့အလုပ်မှန်တွေများလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူ့ကိုလက်ဝဲတင်ပေးဖို့နဲ့အိတ်ဆက်ဖို့အတွက်ကတ်ထူပြတစ်ချက်စာနေရာလေးပဲပေးဖို့တောင်းဆိုလိုက်ပါတယ်ဂျမ်ပိုင်စင်တွေကလည်းတန်ရှင်းသမားလိုအပ်နေတာကတကြောင်လာစာပေးစရာမလိုတာကတကြောင်တဘောတူလိုက်ပါတယ်ဒါပေမဲ့တဘောတူညီချက်ထဲမှာဓမင်းကျွေးဖို့ကတော့မပါပါဘူးဓမင်းကိုတော့ကိုပါတာစာချန်စားရမယ်တန်ရှင်းကိုလည်းနေတိုင်းလုပ်ရမယ်တခုခုအစမပြေရင်ချက်ချင်းထွက်သွားရမယ်ဆိုပြီးတော့တဘောတူလိုက်ကြပါတယ်ဒီလိုနဲ့ပကွီယိုကမနေ့4နာရီ5နာရီဆိုရင်အိယာထားပြီးတော့အပြေးလေးကျင်းပါတယ်အပြေးလေးကျင်းတယ်ဆိုတာကလည်းအခုခေတ်လိုပြေးဆက်ပေါ်မှာမဟုတ်ဘဲနဲ့မနေ့တိုင်း3-4မိုင်ဝေးတဲ့ခီးကိုပြေးတာပါမနေ့6နာရီထိုးတာနဲ့ဂျမ်ထဲမှာလိုအပ်တဲ့တန်ရှင်းတွေအကုန်လုပ်ရပါတယ်အဲ့ဒါတွေပြီးရင်မနေ့စားဖို့လုပ်ရတာပါဂျမ်ကအစားမကျွေးတဲ့အတွက်ပုံမှန်အတိုင်းဒိုနတ်ရေဘူးဆေးလိပ်နဲ့တီရှူးစားတာတွေကိုလိုက်ရောင်းပြီးမှရတဲ့ပတ်စံနဲ့စားရတာဖြစ်ပါတယ်တခါတလေဆေးမရောင်းရတဲ့ရက်တွေဆိုရင်တော့ငယ်တုန်းကလိုပဲရေတောက်ပြီးတော့ပိုက်မောက်နေရတဲ့ရက်တွေကလည်းမနှဲပါဘူးမနေ့စားပြီးရင်တော့လက်ဝဲလေးချင်းကန်းကိုမနေ့10နာရီကနေ12နာရီထိလောက်ပါတယ်ပြီးတာနဲ့နေ့လယ်တနာရီကနေ2နာရီထိဂျင်ကိုနောက်တစ်ချိန်တန်ရှင်းထပ်လုပ်ရပြန်ပါတယ်နေ့လယ်စာကိုတော့ပတ်စံမရှိလို့မစားတာများပါတယ်တခါတလေဂျင်ကလာကစားတဲ့သူတို့ရဲ့စားကြံနေပြီးရင်တော့စားရတတ်ပါတယ်အဲ့ဒီနောက်နေ့လယ်2နာရီကနေ4နာရီထိလက်ဝဲထားလေ့ကျင့်ပါတယ်လေ့ကျင့်ပြီးလို့တန်ရှင်းနေပါလုပ်ပြီးရင်တော့ညစာအတွက်ပုံမှန်အတိုင်းပဲစေးရောင်ထွက်ရပြန်ပါတယ်စေးရောင်ပြီးပြန်ရောက်တဲ့ည9နာရီ10နာရီလောက်မှညစာကိုစားရတာဖြစ်ပါတယ်ညစာဆိုတာကလည်းဝဝလည်းမဟုတ်ပဲနဲ့တခါတလေဆံပြုတ်တခါတလေငပြောသီးတစ်လုံးနဲ့ပဲပြီးသွားတဲ့ရက်တွေအများကြီးဖြစ်ပါတယ်သူကကက်သလစ်ခရစ်ယာန်ဘာသာဝင်လည်းဖြစ်တဲ့အတွက်ကြောင့်ညဘက်ဆိုရင်တမန်ကျမ်းစာအုပ်ကိုဖတ်ပြီးတော့ည9နာရီ10နာရီလောက်ဆိုရင်တော့အိပ်ရဝင်ပါတယ်ဒီလိုမျိုးပင်မဆင်းရဲတဲ့တန်တရာထဲမှာပဲသူ့ရဲ့နေ့ရက်တွေကိုဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်သူအိတ်ခဲရတာကလည်းတခြားနေရာမဟုတ်ပါဘူးဂျင်ထဲကလက်ဝဲကျိုးဝိုင်းရဲ့အောက်ကကျမ်းပြင်ပေါ်မှာပဲကတ်ထူပြားတွေခင်းလက်ဝဲအိတ်တွေကိုကောင်းအောင်လုပ်ပြီးတော့အိတ်ခဲရတာပါတခါတလေကြုံသလိုအပြင်မှာဝိတ်တန်းလို့ပွဲတွေကလည်းလိုက်ထိုးပါတယ်အဲ့ဒီပွဲတွေကနေစုချင်းငွေ$2 $3လောက်ပဲရပြီမြင်အဲ့ဒီပတ်စံကိုသူ့အမေစီပြန်ပို့လေးရှိပြီးတော့သူကိုယ်တိုင်ကတော့စေးရောင်းလို့ရတဲ့ငွေနဲ့ပဲဖြစ်တယ်လို့ပြတ်တန်းတာများပါတယ်ဒီလိုနဲ့လေ့ကျင့်ရင်နဲ့နှစ်တွေ့ကြလာတဲ့ခါမှာတော့လက်ဝဲထိုးတဲ့နေရာမှာအခြေအနေတစ်ခုကိုရောက်လာခဲ့ပါတယ်ဒီလိုဆာလာမုတ်သိမ့်မှုတွေကြားကပဲမနာတမ်းစူးစမ်းခဲ့လို့သူ့ရဲ့ပါရမီကတဖြည်းဖြည်းတောက်ပလာခဲ့ပါတယ်နောက်ဆုံးမှာတော့1995ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာတော့ပကွီယိုကသူ့ဘဝရဲ့ပထမဆုံး professional ပွဲဥထွက်ထိုးသက်ဖို့အခွင့်အရေးရလာခဲ့ပါတယ်အဲ့ဒီချိန်မှာသူကအသက်16နှစ်ပဲရှိပါသေးတယ်ဒါပေမဲ့ပကွီယိုကပထမဆုံး professional ပွဲဥထွက်ထိုးတက်ခွင့်ရတဲ့ချိန်မှာအကြီးမားဆုံးအခက်အခဲတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်
အဲ့ဒါကတော့ဝိတ်တန်အနည်းဆုံးဖြစ်တဲ့105ပေါင်ပြေးဖို့အတွက်သူ့ရဲ့ခန္ဓာကိုယ်လေးချိန်ကအရန်ကိုနည်းနေတာပါအဲ့ဒီချိန်မှာသူ့ရဲ့ဝိတ်က98ပေါင်ပဲရှိပါတယ်နေ့တိုင်းမြသားတဲ့အာဟာရတွေမစားရတာထားအောင်အခုခေတ်လိုပရိုတင်းတက်ပါတဲ့အရာတွေဆိုတာပကွီယိုအတွက်ကတော့အိမ်မက်တော့မမဲ့နိုင်တဲ့အရာပါဒီနေ့တနက်မှန်စားရဖို့တောင်ရုန်းကန်နေရတဲ့ပကွီယိုအတွက်အငယ်ဆုံးဝိတ်တန်းဖြစ်တဲ့ life fly weight မှာထိုးဖို့105ပေါင်ပြည့်အောင်လုပ်ရတာတကယ်ကိုမလွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်ဝိတ်ချိန်မပြည့်ရင်ပွဲထုတ်ခွင့်မရတော့မှတေချာနေတဲ့အတွက်နိုင်ရင်ပတ်ဆက်ရမယ်ဆိုတာကိုပဲစဉ်းစားပြီးတော့ဝိတ်ချိန်တဲ့အခါမှာနီလာမျိုးစုံနဲ့စူးစမ်းခဲ့ပါတယ်အလေးချိန်တဲ့အောင်ရေတွေအများကြီးတောက်တာဝိတ်ချိန်ကနီမာမုံတွေအတင်းစားတာမျိုးတွေအပြင်နောက်ဆုံးမှာတော့သူ့ရဲ့ပေါင်းမီအိတ်ကတ်ထဲမှာလေးလံတဲ့အရာဝတ္ထုတစ်ခုခုကိုခိုးထည့်ပြီးတော့အလေးချိန်ပြည့်အောင်လုပ်ခဲ့ရတယ်လို့တော့မှပြောစမှတ်ပြုကြပါတယ်ဒီလိုနဲ့သူကအလေးချိန်105ပေါင်ပြေးသွားပြီးတော့တိုင်ဘက်ဖြစ်သူနာစီယိုနဲ့သူ့ရဲ့ professional ပွဲဥထက်ကိုစတင်တိုးတက်ခွင့်ရခဲ့ပါတယ်အဲ့ဒီပွဲကလေးချီပွဲဖြစ်ပြီးတော့ပကွီယိုကလေးချီပြီးထိုးတက်ပြီးနောက်အမှတ်နဲ့အနိုင်ရရှိသွားပါတယ်အဲ့ဒီပွဲမှာသူရရှိခဲ့တဲ့ပထမဆုံးစုကြီးကတော့$20ပါဒီခေတ်အချိန်နေနဲ့ဆိုရင်$20ကအမတန်နည်းပေမဲ့အဲ့ဒီခေတ်ကပကွီယိုလိုလူမသိတဲ့တက်တစ်ဆက်လက်ဝဲဓမ္မတယောက်အတွက်ကတော့အများကြီးလို့ပြောနိုင်ပါတယ်ပကွီယိုကအဲ့ဒီရလာတဲ့$20ကိုသူ့အမေစီအကုန်ပို့လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့အမေကိုပင်ပင်မမနဲ့သူများအိမ်မှာအဝတ်လျှော်တဲ့အလုပ်တွေဆက်မလုပ်စေချင်တော့လို့ပါသူကိုယ်တိုင်ကတော့မနီလာမှာစေးအောင်လို့ရတဲ့ပတ်စံလေးနဲ့ပဲဆက်ပြီးတော့ရုန်းကန်ခဲ့ပါတယ်လက်ဝဲပွဲတွေထိုးနေရပေမဲ့ရလာတဲ့ပတ်စံကနဲလွန်းတာကြောင့်နေ့ဘက်မှာကျန်တန်ဆင်းရလို့ညဘက်လက်ဝဲလေးချင်းဓမင်းစားဖို့အတွက်လမ်းဘေးမှာစေးအောင်လိုက်နဲ့ဘဝကိုခက်ခက်ခဲခဲဖြတ်တန်းနေရတော့မှာပဲအဲ့ဒီနေ့မှာပဲလက်ဝဲပွဲနောက်တစ်ပွဲထိုးပြီးအပြန်မှာသူ့ကိုအတွေ့တစ်ခုဝင်လာစေပါတယ်ပွဲတစ်ပွဲနဲ့တစ်ပွဲကြားအချိန်တွေအများကြီးကြာနေရင်အဆင်မပြေဘူးသူ့အမေကိုလည်းတိတိကျကျမထောက်ပံ့နိုင်ဘူးဆိုတာကိုသူသိလာခဲ့တာပါဒါကြောင့်သူအသက်16နှစ်ကနေ19နှစ်အထိ3နှစ်တာအတွင်းမှာပကွီယိုကလာရမြပွဲတိုင်းကိုမငင်းမဲနဲ့လက်ခံထိုးတက်ခဲ့ပါတယ်အဲ့ဒီချိန်တော့အတွင်းမှာတင်သူ့ရဲ့မတန်ရကော့က23ပွဲနိုင်တပွဲရှုံးအထိဖြစ်လာပါတယ်ဒါကအခုခေတ်နဲ့ကြည့်ရင်တကယ်ကိုမန်ယူရဲ့ဆန်လွန်းတယ်လို့ထင်စရာပါ3နှစ်တွဲမှာပွဲပေါင်း20ကျော်ထိုးဖို့ဆိုတာကတကယ်ကိုမလွယ်ကူတဲ့ကိစ္စပါသူတစ်ဖြင့်အစားတောက်တောင်ပုံမှန်မစားနိုင်တဲ့10ကျော်သက်လူငယ်တယောက်အတွက်ပိုလို့တောင်ခက်ခဲပါတယ်ခုခေတ်မှာဆိုရင်တစ်နှစ်ကို9ပွဲ6ပွဲလောက်ထိုးတဲ့လူတော်မှတော်တော်ကိုရှားပါတယ်သူတစ်ဖြင့်အလွန်အန္တရာယ်များတဲ့အန္တရာယ်အများဆုံးဖြစ်တဲ့ဘောက်ဆင်လက်ဝဲပွဲတွေမှာဆိုရင်ပိုလို့တောင်မရှိသလောက်ပါပဲဒီနေရာမှာဘောက်ဆင်လက်ဝဲကအကျန်းဆုံးအန်ဒီရဲ့အများဆုံးလို့ဆိုလိုတာမဟုတ်ပေမဲ့ထိခိုက်တန်ရာရနိုင်ခြင်းအများများတာကိုပြောတာဖြစ်ပါတယ်ဥပမာအနေနဲ့မွေထိုင်းဆိုရင်တထောင်နဲ့ခုတ်တာဒူနန်တိုက်တာတွေကတကယ်ကိုအသားဆုပ်ပြက်ပြီးအယိုးကျိုးစေတဲ့ဒီပြင်းထန်ပါတယ်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုမှာတော့ဒါကအကျန်းဆုံးလို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ MMA ပါသူကမတ်တရထိုးရုံနဲ့မကဘဲနဲ့မြေပုံပေါ်မှာလုံထွေးပြီးတော့လက်မောင်းချိုးတာလဲပဲညစ်တာတွေပါဝင်ပါတယ်လဲမထိုးနိုင်ရင်တော့မှအယိုးစစ်တွေပြုတ်ထန်းအောင်လုပ်နိုင်တဲ့အထိကြမ်းတမ်းပါတယ်ဒီရာကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်မနစ်ကပဲမြန်မာနိုင်ငံသားဂျော့ရှွာဘာမရဲ့ပွဲကိုကြည့်ဘူးတယ်ဆိုရင် MMA ကဘယ်လောက်အန်ဒီရများလဲဆိုတာကိုသိမှာပါနောက်ပြီးတော့ဘောက်ဆင်လက်ဝိတ်ပါဘောက်ဆင်ကထူးထူးခြားခြားလက်နှစ်ဖက်ပဲသုံးရပေမဲ့အတီးအားဖြင့်ဥကောင်းကိုပဲပြစ်မှတ်ထားပြီးတောက်လျှောက်အထိုးခံရတာပါအချက်ပေါင်းရာနဲ့ချီပြီးတော့ဥကောင်းကိုတန်ရာရအောင်လုပ်တာမို့တခြားကစားနည်းထက်စာရင်အန်ဒီရအရှိဆုံးအားကစားလို့တောင်မှပြောလို့ရပါတယ်ဒီနေရာမှာအထင်ရှားဆုံးဥပမာကတော့ဘောက်ဆင်လောကရဲ့ဆရာကြီးမူဟာမက်အလီပါအလီကပွဲပေါင်းများစွာဥကောင်းကိုအကျဉ်းချင်းအထိုးခံခဲ့ရတဲ့တန်ရာတွေကြောင့်အနားယူတဲ့အခါမှာပါကင်ဆန်လို့ခေါ်တဲ့အာယုံကြောနဲ့အုံနောက်ဆိုင်ရာယောဂကိုခံစားခဲ့ရတာပါဒါကဘောက်ဆင်ကဘယ်လောက်ထိအန်ဒီရများလဲဆိုတာကိုပြသနေပါတယ်အကွီယိုကလည်းဒီလိုအန်ဒီရကြီးမှန်းသိရနဲ့ပဲသူမိသားစုဝိုင်းရေးအတွက်သူ့အမေကိုပင်ပင်မမအိုးမလျှော်စေချင်တော့တဲ့စိတ်နဲ့ကျိုးဝိုင်းထဲမှာဘဝကိုယဉ်ပြီးတော့တိုက်ပွဲဝင်ခဲ့တာပါအဲ့ဒီချိန်ကသူကနာမည်မရှိသေးတယ်လို့သူထိုးတဲ့ flyweight တန်းကလည်းပြည်တွင်းပွဲတွေပဲများပါတယ်ပြည်တွင်း TV channel တွေမှာပဲပြတာဖြစ်လို့ sponsor နဲ့ကြော်ညာကားတွေကလည်းအလိုနဲပါတယ်ဒါကြောင့်သူရဲ့ထိုးကြီးကတိတိတတာမတိုးလာသေးပါဘူးတိုးလာတဲ့ထိုးကြီးရဲ့နှငယ်ကလည်းစီးပိုးဝါကနဲ့လက်ဝဲထိုးပြီးရင်စစ်ဆက်မရောက်နိုင်တဲ့ရက်တွေတက်စားစရိတ်နဲ့တင်ကုန်နေတာပါဒီလိုနဲ့ရုန်းကန်နေရတဲ့တူပိုးအတွက်အပြောင်းလဲအကြီးမားဆုံးဖြစ်စေမဲ့ပွဲကိုထိုင်းနိုင်ငံဖူခက်မြို့မှာထိုးခွင့်ရခဲ့ပါတယ်အဲ့ဒီပွဲမှာတော့ထိုင်းနိုင်ငံသားကမ္ဘာချန်ပီယံ
ချက်ချိုင်ဆက်ဆက်ကူကိုချစ်ချီမြောက်မှာ KO နဲ့အပြတ်သက်အလဲထိုးပြနိုင်ခဲ့ပါတယ်ဒီကြပြောရင်ပွဲအစမှာပကွီယိုကပြန်ဘက်ကိုမရှင်နိုင်ပဲနဲ့ခုနှစ်ချီမြောက်ထိအမတ်နဲ့အပြတ်သက်ရှုံးနေခဲ့တာပါဒီတိုင်းတာပွဲပြီးသွားရင်ပကွီယိုရှုံးမှသိကြပါတယ်ဒါပေမဲ့ရှစ်ချီမြောက်မှာတော့မမျော်လင့်ထားတဲ့အလဲပြောင်းဖြစ်ခဲ့ပါတယ်ပကွီယိုရဲ့ပြင်းထန်တဲ့ပယ်ဝိုက်လက်တီကဆက်ဆက်ကူရဲ့မီယိုကိုအချိန်နဲ့ထိမှန်သွားခဲ့ပြီးတော့အလဲထိုး KO နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲမှာ WBC Flyweight Champion ကပတ်ကိုစုခုနိုင်ခဲ့ပြီးတော့အဲ့ဒီအချိန်မှာပကွီယိုရရှိခဲ့တဲ့ထိုးကြီးကဒေါ်လာ 6000 ပဲရှိပါသေးတယ်အခုခေတ်နဲ့ရှင်ရင်နဲတယ်လို့ထင်ရပေမဲ့အဲ့ဒီပတ်စံကပကွီယိုတော်တော်သူ့အမေကိုအဝိရှော်တဲ့အလုပ်ကနေနားခိုင်းနိုင်ခဲ့တဲ့အပြင်သူ့အမေအတွက်ပထမဆုံးတော့အင်္ဂလိပ်ကိုပါဝယ်ပေးနိုင်ခဲ့ပါတယ်ပကွီယိုရဲ့ဘဝကိုတစ်ကမ္ဘာလုံးကစောင့်ကြည့်ရတော့မယ်အလဲပြောင်းကတော့2000ခုနှစ်မှာစတင်ခဲ့တာပါအဲ့ဒီချိန်မှာသူက122ပေါင်တန်းကိုဝိတ်တင်ပြီးတော့အမေရိကန်မြေပေါ်မှာပထမဆုံးသွားထိုးရတာဖြစ်ပါတယ်တကယ်တော့သူကအဲ့ဒီဘက်မှာအတီးကထိုးရမယ်သူမဟုတ်ပါဘူးမူလာကထိုးဖို့တတ်မှတ်ထားတဲ့ကစားသမားကပွဲထိုးဖို့နှစ်ပတ်လုံးမှာထွေနီစင်းရင်နဲ့တန်ရာရသွားလို့ပကွီယိုကလူစားထိုးဖြစ်ကပ်ပြီးပါလာခဲ့တာဖြစ်ပါတယ်သူရဲ့ပြန်ဘက်ကတော့ IPS Super Bantamweight Champion လီဝါပါဖြစ်ပါတယ်အဲ့ဒီချိန်မှာလူတိုင်းကပကွီယိုကိုရှော့သွတ်ထားကြပြီးတော့လက်ရှိချန်ပီယံလက်ချက်နဲ့အမောက်တိတ်ခံရမယ်လို့ခန့်မှန်းခဲ့ကြတာပါဒါပေမဲ့ပကွီယိုကတော့တကဘာလုံးကိုအားသက်အောင်လုပ်ပြခဲ့ပါတယ်သူကချန်ပီယံလီဝါပါကို6ကြည်အတွင်းမှာတဲ့အလဲထိုးပစ်ပြီးတော့ IPF ကပတ်ချန်ပီယံကပတ်ကိုတင်ပိုက်လိုက်ပါတယ်ဒီပွဲကပကွီယိုကိုအာရှကလက်ဝိတ်တမဘွားကနေအမေရိကန်လက်ဝိတ်လောကရဲ့ထိပ်တီးစည်းရင်းတွေကိုတွန်းပို့လိုက်တဲ့ပွဲလို့ပြောလို့ရပါတယ်ဒီနောက်မှာတော့ပကွီယိုရဲ့နာမည်ကတဟုန်တိုးတိုးတက်လာခဲ့သလိုသူနဲ့စာချုပ်ချုပ်ချင်တဲ့မဂဇင်းတွေကြော်ညာတွေကလည်းအလွန်ကိုများပြားလာခဲ့ပါတယ်ဒါပေမဲ့ပကွီယိုကဒီနေရာမှာတည်းအားမရသေးပဲနဲ့ဝိတ်တန်းတွေတစ်ခုပြီးတစ်ခုတက်ပြီးတော့ကျန်းလာပါတယ်ဆိုတော့ကြံဘက်ချန်ပီယံတွေကိုအနိုင်ယူပြီးတော့ကပတ်တွေကိုတတိတတန်းကြီးတိမ်ပတ်ခဲ့ပါတယ်2010ပြည့်နှစ်မှာတော့စူပါဝယ်သာဝိတ်154ပေါင်တန်းမှာမက္ကဆီကိုနိုင်ငံသားအန်တိုနီယိုမာကာရီတိုနဲ့ကပတ်လူရပါတယ်မာကာရီတိုကပကွီယိုတဲ့အရက်6လက်မှပိုမြင့်တယ်လို့ကိုလုံးကိုတွေကလည်းအများကြီးပိုကြီးပါတယ်လက်ဝိတ်လောကမှာ3-4ပေါင်လောက်ကွာတာတော့မှအားချင်းရှင်ထိုးဖို့မလွယ်တာမို့ပကွီယိုကသူ့ထက်အများကြီးကြီးတဲ့သူကိုဝိတ်တင်ပြီးတော့တွားချခဲ့တာလို့ပြောလို့ရပါတယ်ဒီဘွဲကအလဲထိုးနဲ့မဟုတ်ဘဲနဲ့12ချီပြီးထိုးပြီးတော့အမတ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အမတ်နဲ့နိုင်တာကိုကြည့်ပြီးတော့ပွဲရကတ်နိုင်တယ်လို့မထင်လိုက်ပါနဲ့ပကွီယိုကမာကာရီတိုကို12ချီလုံးတစ်ဖက်သက်ပညာပေးခဲ့တာပါမာကာရီတိုရဲ့မျက်နှာကပကွီယိုရဲ့လက်တီးတန်ကြောင့်မျက်ရိုးတွေကျိုးသွားခဲ့ပြီးတော့မျက်လုံးတွေမှာပိတ်သွားတဲ့အထိအခြေအနေဆိုးခဲ့တာပါပွဲရဲ့နောက်ဆုံးအခြေတွေမှာဆိုရင်ပကွီယိုကပြန်ဘက်တန်ရပြင်းထန်နေတာကိုမြင်ပြီးတော့တိုင်လူကြီးကိုပွဲရပေးဖို့တော့မှမျက်ရည်ပြပြီးတော့အချက်ပေးခဲ့ပါသေးတယ်ဒါကပြန်ဘက်ပေါ်မှာထားတဲ့ပကွီယိုရဲ့အဲ့ဒီစာနာစိတ်ကလည်းဒီဘက်မှာအရန်ကိုနာမည်ကြီးခဲ့ပါတယ်12ချီပြီးမှာတော့တိုင်3ယောက်လုံးကပကွီယိုကိုအပြတ်တက်အမှတ်ပေးပြီးတော့အနိုင်ပေးခဲ့ကြပါတယ်ဒါကပကွီယိုအတွက်10ခုမြောက်ကပတ်ချန်ပီယံကပတ်ကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့လက်ဝတ်တမိုင်းတစ်လျှောက်မှာဘယ်သူမှမချိုးပြတ်နိုင်တဲ့ဝိတ်တန်း10ခုရဲ့ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီစံချိန်ကယနေ့ချိန်ဒီဘယ်သူမှမချိုးပြတ်နိုင်တယ်လို့နောက်လဲချိုးဖို့အတွက်မလွယ်ကူပါဘူးနိုင်ရှင်ပြရရင်အဲ့ဒီချိန်ကကျန်းလာပါတယ်ဆိုတော့ Flight Mayweather တောင်မှဝိတ်တန်း9ခုမှပဲချန်ပီယံဖြစ်ပူးတာပါဒီလိုနဲ့ပကွီယိုကအောင်မြင်မှုတွေတော်ဟောရလာပြီးတဲ့နောက်မှာတော့ဝင်ငွေတွေကလည်းစိတ်ကူးရင်လို့မရနိုင်တဲ့အထိအများအပြားဝင်လာခဲ့ပါတယ်အဲ့ဒီချိန်မှာသူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ100ကျော်ထိရှိနေပါပြီဒါပေမဲ့အောင်မြင်မှုတဲ့ငွေကြီးတွေကြားမှာပကွီယိုကလည်းသူ့ရဲ့ idol ကြီးဖြစ်တဲ့မိုင်ဒိုင်ဆန်လိုပဲလက်မှတ်ကိုစတင်ရောက်ရှိသွားခဲ့ပါတယ်သူကအပျော်ပါးတွေကြားထဲမှာနစ်မွန်းလာခဲ့တယ်လို့လောင်ကစားဝိုင်းတွေမှာလည်းဒေါ်လာတန်ပေါင်းများစွာကိုပျော်ပျော်ကြီးတုံးဖြုံးလာခဲ့ပါတယ်အဲ့ဒီထက်ပိုဆိုးတာကအမျိုးသမီးကိစ္စတွေပါနာမည်ကျော်မော်ဒယ်တွေမင်းသမီးတွေနဲ့ပတ်သက်တဲ့သတင်းတွေကဖိလစ်ပိုင်မှာတည်းမကဘဲနဲ့တကဘာလုံးမှာပါဟိုးဟိုးကြော်လာခဲ့ပါတယ်အဲ့ဒီချိန်မှာသူစနီးနဲ့တောင်မှကွာရှင်းရတော့မယ့်အခြေအနေထိဖြစ်ခဲ့တယ်လို့လက်ဝဲမတန်းမှာလည်းရှုံးပွဲတွေတဖြည်းဖြည်းများလာခဲ့ပါတယ်ဒီလိုနဲ့တရက်မှာတော့ပကွီယိုကအရက်မူပြီးအိပ်ပျော်နေရင်းနဲ့တကယ်ကိုထူးဆန်းတဲ့အိမ်မက်တစ်ခုမက်ခဲ့ပါတယ်အိမ်မက်ထဲမှာသူကတောအုပ်ကြီးတစ်ခုတည်းကိုရောက်နေပြီးတော့
အဲ့ဒီချိန်မှာကောင်းကင်ကနေအတန်အကျယ်ကြီးဟိမ့်ပြီးတော့ဆင်းလာခဲ့ပါတယ်အဲ့ဒီတန်ကမင်းတီအတိုင်းသာဆက်သွားနေရင်မင်းရဲ့လောက်ရတွေကမင်းကိုငရဲကိုတေချာပေါက်ရောက်စေလိမ့်မယ်ဒါကြောင့်မင်းရဲ့မကောင်းတဲ့လောက်ရတွေကိုအချိန်မီရက်တန်ငါရက်ပါလို့ပြောခဲ့တယ်လို့ဆိုပါတယ်ပကွီယိုကတော့ဒါကယေရှုခရစ်တော်ကသူ့ကိုလက်မှန်ပြန်ရအောင်လက်ညွန်ပြသလိုက်တာလို့ယုံကြည်ခဲ့ပါတယ်ဒီလိုနဲ့ပကွီယိုကအရက်တောက်တာလောင်းကစားလုပ်တာနဲ့အမျိုးသမီးကိစ္စတွေကိုသူယုံကြည်ကိုးကွယ်တဲ့ယေရှုခရစ်တော်စီမှာဂတိကူပြုပြီးတော့အကုန်လုံးကိုဖျက်လိုက်ပါတယ်ပြောရမယ်ဆိုရင်ဘာသာတရားကိုလေးလေးနက်နက်နဲ့ပြန်ပြီးလိုက်ဆက်လာခဲ့တာပါစိတ်ဓာတ်တွေပြန်လဲတည်ငြိမ်လာနဲ့မြတည်ခြင်းခန့်တွေကိုလည်းအရင်ကထက်ပိုပြီးတော့အတကုံပြန်လုပ်ပါတယ်2013နဲ့2014ခုနှစ်အတွက်မှာသူထိုးခဲ့တဲ့ပွဲတွေအားလုံးကိုပြန်ပြီးအနိုင်ယူပြီးတော့မန်နီပကွီယိုပြန်လာပြီဆိုတာကိုကဘာကြီးသိအောင်တက်တည်ပြခဲ့ပါတယ်ဒီလိုနဲ့2015ခုနှစ်မှာတော့လက်ဝဲလောကတည်းမကဘဲနဲ့အာကစားလောကနဲ့ရုပ်ရှင်လောကပါမကျန်တစ်ကမ္ဘာလုံးစောင့်ကြည့်ခဲ့ရတဲ့ Floyd Mayweather နဲ့ Manny Pacquiao တို့ရဲ့ပွဲဖြစ်လာခဲ့ပါတယ်ဒီပွဲက The Fight of the Century ရာစုနှစ်ရဲ့အကြီးကျယ်ဆုံးပွဲလို့တင်စားရလောက်အောင်လူသိများခဲ့တယ်လို့ဝင်ငွေအကျန်းဆုံးပွဲလည်းဖြစ်ပါတယ်ဒီပွဲရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ဝင်ကြီးကြော်ညာနဲ့တခြားဝင်ငွေတွေပါဝင်တပွဲတည်းနဲ့တင်ဒေါ်လာတန်း600ကျော်ဝင်ငွေရရှိခဲ့တာပါတကယ်တော့ဒီပွဲက2009-2010ခုနှစ်ကတည်းကညီနိုင်ခဲ့တာဖြစ်ပြီးတော့9နှစ်ကြာမှတကယ်ထိုးပြစ်တာမို့လူတွေကထမင်းမီဟဲမင်းနဲ့ကိုစောင့်ကြည့်ခဲ့ကြတာပါပွဲကြည့်စင်မှာလဲမိုက်ကယ်ဂျော်ဒန်မိုက်တိုင်ဆန်ဂျက်စတန်ဘီဘာဘီယွန်ဆေနဲ့50 Cent စတဲ့ဟောလိဝုဒ်မင်းသားမင်းသမီးတွေနဲ့ကဘာကျော်တွေအကုန်စုံနေခဲ့ပါတယ်ရှုံးပွဲမရှိသေးတဲ့ဝိတ်တန်5ခုချန်ပီယံမေဝဲသာနဲ့ဝိတ်တန်10ခုချန်ပီယံမန်နီပကွီယိုတို့ရဲ့ပွဲမလို့ဘသူကကပတ်နံပါတ်1လဲဆိုတာကိုတကဘာလုံးကအဖြေသိကျနေကြတာပါမေဝဲသာကဒီပွဲမှာ The Master of the Fans ဆိုတဲ့ဂုဏ်ပုံနဲ့ညီပကွီယိုရဲ့ပရိသတ်တွေကိုအတန်တိတ်သွားအောင်လုပ်ခဲ့ပါတယ်ပကွီယိုကကြိုးဝိုင်းထဲမှာသူ့ရဲ့ပုံစံအတိုင်း pressure ပေးပြီးတော့တရဆတ်တိုက်စစ်ဆင်ခဲ့ပြီးမြဲမေဝဲသာကတော့အေးအေးဆေးဆေးနဲ့ရှောင်ထွက်သွားနိုင်ခဲ့ပါတယ်ဒါကတိုက်စစ်အကောင်းဆုံးနဲ့ခံစစ်အကောင်းဆုံးတို့ရဲ့တမန်ဝင်အားပြိုင်မှုပါပဲပွဲကြည့်နေတဲ့ပရိသတ်တွေကတော့ပကွီယိုရဲ့တိုက်စစ်ဆင်မှုကိုပဲအားပေးခဲ့ကြတာပါဒါပေမဲ့ပွဲပြီးမှာတော့မေဝဲသာရဲ့ defense ခံစစ်နဲ့ကောင်နာဘတ်တံပြန်လက်သီးတွေကပိုကောင်းနေဆိုပြီးတော့တိုင်လူကြီးတွေကမေဝဲသာကိုအနိုင်ပေးလိုက်ပါတယ်He scores about 100. Floyd Money Mayweather. Mayweather sensing that he has done enough. Pacquiao on the attack. He scores about 100. Floyd Money Mayweather. ဒီရလာကြောင်ပရိသတ်တော်များများကမကြည်မနှက်ဖြစ်ခဲ့ကြပေမဲ့နောက်ပွဲမှာတိလိုက်ရတာကပကွီယိုဟာဒီပွဲကိုပခုံးတန်ရနဲ့အစွမ်းကုန်စူးစမ်းထိုးတက်ခဲ့တာဖြစ်ပါတယ်။သူကတန်ရကြောင့်လက်တစ်ဖက်ကတိတ်မလုံးနိုင်တဲ့ကြားကပဲကပအကောင်းဆုံးခံစစ်တမကိုတပွဲလုံးဖိတိုးနိုင်ခဲ့တာပါ။ရှုံးခဲ့တယ်ဆိုပေမဲ့ပကွီယိုဟာသူ့ရဲ့စိတ်ဓာတ်နဲ့တိုက်ပွဲဝင်ပုံကြောင့်တကမ္ဘာလုံးကပရိသတ်တွေရဲ့လေးစားမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။ဒီပွဲပြီးမှာမေဝဲသာကဒေါ်လာတန်း250ရရှိခဲ့တယ်လို့ပကွီယိုကလည်းဒေါ်လာတန်း150အထိရရှိခဲ့တာကြောင့်သူ့ရဲ့ကြွယ်ဝချမ်းသာမှုကလည်းတဟုန်တိုးတိုးပွားလာခဲ့ပါတယ်။ဒါပေမဲ့ပကွီယိုကအဲ့ဒီငွေတွေကိုကိုကျိုးအတွက်ပဲသုံးခဲ့တာမဟုတ်ပါဘူး။လမ်းဘေးမှာဆင်းရဲဒုက္ခမျိုးစုံကြုံခဲ့ရတဲ့ပကွီယိုကသူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုသူ့နိုင်ငံကဆင်းရဲသားတွေအတွက်ပြန်လည်သုံးချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကသူနိုင်ငံရေးလောကတွေကိုအလေးအနက်ခြေစုံပြည့်ဝင်လာရတဲ့အကြောင်းရင်းလို့လည်းပြောလို့ရပါတယ်။တကယ်တမ်းပြောရရင်ပကွီယိုက2010ပြည့်နှစ်ကတည်းကသူ့ရဲ့စာတိပြည်နယ်ကနေအောက်လွှတ်တော်မှာဖြစ်တာဝန်ယူခဲ့တာပါဒီလိုနဲ့2016ခုနှစ်မှာတော့ဖိလစ်ပိုင်နိုင်ငံရဲ့အထက်လွှတ်တော်မှာဖြစ်မဲဆွယ်ရှင်ပြိုင်ပြီးတော့အပြတ်တက်နဲ့အနိုင်ရရှိသွားပါတယ်သူကတာဝန်ထမ်းဆောင်ရင်းနဲ့အိုမဲအိမ်မဲဖြစ်နေတဲ့ဆင်းရဲသားတွေအတွက်အိမ်ယာပေါင်း1000ကျော်ကိုစောက်ပေးခဲ့တယ်လို့ပညာသင်ဖို့အခက်အခဲရှိတဲ့ဝေးလံခေါင်ပြားဒေသကကလေးတွေကိုလည်းပညာသင်ဆုတွေပေးတာအာကစားကဏ္ဍမျက်နှာရေးတွေကိုလည်းတစိုက်မမလှုပ်ဆောင်ခဲ့ပါတယ်လူတွေကသူနိုင်ငံရေးတဲ့ရောက်ရင်လက်ဝဲနားတော့မယ်လို့ထင်ခဲ့ကြပေမဲ့ပကွီယိုကတော့အံ့ဩစရာကောင်းလောက်အောင်လက်ဝဲရောနိုင်ငံရေးကိုပါတပြိုင်တည်းအောင်မြင်အောင်လုပ်ပြခဲ့ပါတယ်နိုင်ငံရေးလုပ်ရင်းနဲ့အသက်39နှစ်အရွယ်မှာပကွီယိုကအာဂျင်တီးနားကလူချမ်းကြီးလူကတ်မတ်တင်နဲ့ထိုးတက်ခဲ့ပါတယ်အဲ့ဒီချိန်မှာပကွီယိုလူတွေကအသက်ကြီးပြီလို့ထင်ခဲ့ကြပေမဲ့သူကပြိုင်ဘက်ကို3ချိန်တီးတီးကျိုးဝိုင်းထဲမှာလက်ကျစေခဲ့ပြီးတော့9ချီမြောက်မှာအပြတ်သက်အလစ်တိုးဒီကေအိုနဲ့အနိုင်ယူခဲ့ပါတယ်
ဒါကပကွီယိုအတွက်9နှစ်အတွင်းမှာပထမဆုံးအကြိမ်ပြန်လဲအလဲထိုးနိုင်ခဲ့တဲ့ပွဲဖြစ်ပြီးတော့ WBA Welterweight Champion ကပတ်ကိုပါပြန်လဲသိမ်းပိုက်နိုင်ခဲ့တာပါနောက်တစ်ပွဲကတော့ပကွီယိုရဲ့အံ့ဩစရာအကောင်းဆုံးပွဲလို့ပြောရမှာပါ2019ခုနှစ်မှာအသက်40အရွယ်စီနီတာကြီးပကွီယိုကသူ့ထက်10နှစ်ကျော်ငယ်ပြီးတော့တပွဲမှမရှုံးဘူးသေးတဲ့လူငယ်ချန်ပီယံကီတာမန်ကိုစိန်ခေါ်ခဲ့ပါတယ်ပွဲဆက်စချင်းပထမအချီမှာတဲ့ပကွီယိုကကီတာမန်ကိုအလဲထိုးပြနိုင်ခဲ့ပြီးတော့တပွဲလုံးအသာစီးနဲ့အနိုင်ယူခဲ့ပါတယ်ဒီပွဲပြီးမှာတော့ပကွီယိုကလက်ဝှေ့တမိုင်းမှာအသက်ကြီးဆုံးဝယ်တာဝိတ်ချန်ပီယံအဖြစ်စံချိန်တင်နိုင်ခဲ့ပြီးတော့ကမ္ဘာထိပ်ဆုံးမှာသူရှိနေသေးကြောင်းတက်သေးပြနိုင်ခဲ့ပါတယ်ပကွီယိုရဲ့နောက်ဆုံးပွဲကတော့2021ခုနှစ်အောက်ကလမှာကျင်းပခဲ့တဲ့ဂျူဘာလက်ဝှေ့တမယော်ဒန်နစ်ဥကနဲ့ပွဲပါအသက်42နှစ်အရွယ်မှာပကွီယိုရဲ့မြန်နှုန်းတွေတိတိကျကျရော့ကျလာခဲ့ပြီးတော့အဲ့ဒီပွဲမှာအမှန်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်ဒါပေမဲ့ပရိသတ်တွေကသူ့ကိုအရှုံးသမားလို့မမြင်ကြဘဲနဲ့ဒါကခစ်တခိရဲ့နေဝင်ခြင်းဖြစ်တယ်လို့ကနဝန်တယောက်ရဲ့နောက်ဆုံးတက်ပွဲဖြစ်လို့လူတိုင်းကအမတ်တက်ရက်ဂုဏ်ပြုပေးခဲ့ကြပါတယ်ဒီပွဲပြီးမှာတော့သူ့ရဲ့လက်အိတ်တွေကိုအနာပေးလိုက်ပြပြီးဆိုပြီးတော့မျက်ရည်တွေနဲ့သူကြီးညာရဲ့နဲ့26နှစ်ကြာကျင်လည်ခဲ့တဲ့လက်ဝှေ့လောကကနေတရဝံအနားယူသွားခဲ့ပါတယ်အနားယူပြီးတာနဲ့သူကဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့ပါတယ်သူရဲ့ရွေချက်ကတော့လမ်းဘေးမှာဆင်းရဲဒုက္ခခံခဲ့ရတဲ့သူ့ဘဝလိုမျိုးတခြားကလေးတွေမကြုံရအောင်ဆင်းရဲမွဲတေမှုတွေကိုတိုက်ဖြတ်ဖို့ပါဒါပေမဲ့ရွေးကောက်ပွဲမှာပြန်ပဲဖြစ်သူဖာဒီနာမာကုစ်ဂျူနီယာကိုရှုံးနိမ့်သွားတဲ့အခါမှာတော့သမ္မတဖြစ်ကျင်တဲ့စိတ်ကိုစွန့်လွတ်လိုက်ပါတယ်ဒါပေမဲ့ပြည်သူတွေကိုကူညီကျင်တဲ့သူ့ရဲ့စေတနာကတော့ပျောက်ကွယ်မသွားခဲ့ပါဘူးယာဒူအာနာမရှိတော့ပေမဲ့သူ့ရဲ့ကိုယ်ပိုင်မန်နီဘက်ကွီယိုဖောင်ဒေးရှင်းကနေတစ်ဆက်စည်ရဲသားတွေအတွက်အခမဲ့အိမ်ယာထောင်ချီဆောက်ပေးပြီးတော့စေယုံသုံးပစ္စည်းတွေလူတန်းတာနဲ့စည်ရဲသားကလေးတွေကိုပညာသင်ဆုပေးတာတွေအရင်ကထက်ပိုပြီးတော့မှအင်တိုက်အားတိုက်လှုပ်ဆောင်လာခဲ့ပါတယ်ပရာဟိတတွေလုပ်ရင်တစ်ဖက်မှာလည်းကိုယ်ပိုင်စီးပွားရေးတွေဆက်လုပ်ခဲ့လို့2025-2026စစ်တမ်းတွေရာသူ့ရဲ့အသက်တင်ပိုင်ဆိုင်မှုကဒေါ်လာတန်း250ကျော်အထိချမ်းသာနေခဲ့ပါပြီအနိုင်ယူသွားပြီလို့ထင်ရပေမဲ့အသက်40ကျော်မှပကွီယိုကကျိုးဝိုင်းနဲ့ကိုတစ်ခေါက်ပြန်လာခဲ့ပါတယ်2024ခုနှစ်မှာဂျပန်ကစ်ဘောက်ဆင်ချန်ပီယံနဲ့ထိုးတက်ခဲ့တယ်လို့2025ခုနှစ်ဇူလိုင်လမှာလည်း WBC Welterweight Champion Mario Barrios နဲ့12ချီအထိအကျိတ်နဲ့ထိုးပြီးတော့တရေကျခဲ့ပါတယ်ဒါကပကွီယိုရဲ့ပရမီယာအိုမဲမသွားသေးဘူးဆိုတာကိုတက်တည်ပြလိုက်တာပါအခုဆိုရင်တော့တကမ္ဘာလုံးကစောင့်မျှော်နေတဲ့သတင်းကြီးတစ်ခုထပ်ပြီးတော့ပေါ်လာခဲ့ပြန်ပါပြီအဲ့ဒါကတော့2015ခုနှစ်ကသူ့ကိုအနိုင်ယူခဲ့တဲ့တက်တာပြိုင်ပွဲ Floyd Mayweather နဲ့ဒုတိယအကြိမ်မြောက်ဆုံးကျွေးဆက်ပွဲပြန်ထိုးဖို့ဂျပန်နိုင်ငံမှာညှိနှိုင်းနေပြီဆိုတဲ့သတင်းမှာဒါကပကွီယိုအတွက်သူ့ဘဝရဲ့နောက်ဆုံးအိမ်မက်တိုက်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်လမ်းဘေးကနေစတင်ခဲ့တဲ့ဒီကန်နဝန်ကြီးရဲ့ဇာတ်လမ်းကအခုထိမပြီးဆုံးသေးပဲနဲ့နောက်ထပ်တမိုင်းတစ်ခုရေးထိုးဖို့ပြင်ဆင်နေတာပါတကယ်ပဲဒီပွဲကအမှန်ကန်ပွဲလားတရုတ်ပြပွဲလားဆိုတာကတော့အဲ့ဒီချိန်ရောက်မှပဲသိရမှာပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျပကွီယိုရဲ့ဘဝစကြောင်းကိုကြည့်ပြီးတော့အကျိုးတစုံတရာရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့အနေနဲ့ပကွီယိုစီကနေဘယ်လိုတင်ကန်းစာမျိုးကိုအတူယူသင့်တယ်လို့ထင်ပါတယ်လဲဘဝမှာဘလောက်ပဲအောက်ခြေရောက်နေပါစေဆွဲမလျှော့ပဲနဲ့စူးစမ်းရင်တနေ့မှာအမြင့်ဆုံးကိုရောက်နိုင်တယ်ဆိုတဲ့အချက်ကိုရောမိတ်ဆွေတို့ဘယ်လိုမြင်ကြလဲဒါမှမဟုတ်အောင်မြင်မှုတွေကြမှာလမ်းမမရောက်အောင်ကိုဘယ်လိုထိန်းချောင်းတက်တယ်လို့ထင်တယ်လဲပြီးတော့ဒီနေ့နောက်ပိုင်းမှာထိုးမဲ့မေဝဲသာနဲ့ပကွီယိုတို့ရဲ့ဒုတိယကြိမ်မကြေပွဲမှာရောမတူနိုင်မယ်လို့ခန့်မှန်းကြတယ်လေပကွီယိုကပဲသူ့ရဲ့ကန်နဝင်လက်သီးတွေနဲ့သုံးကျွေးဆက်နိုင်မလားမေဝဲသာကပဲခန်းစစ်နဲ့ပြန်ထိန်းသွားမလားဆိုတာကိုအောက်ကကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ခင်ဗျအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကန်နဝင်တွေရဲ့ပေါ်ဝတင်ကန်းစာနဲ့ဘူဒုတတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကနန်းအန်ဆိုင် channel ကို like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ